ဆရာရဲ့ဟိုရှိကခေါင်းဆောင်တွေလည်းလူစိုးခေါင်းဆောင်လည်းရည်တာပါပဲတဲ့ကျွန်တော်လည်းအဲ့နာရောက်ဘလို့မှမသိရီးကိုရီးကျင်တာသူအဲ့နာရောက်မယ်သူခလုတ်ပေးလိုက်တယ်လို့ပဲအဲ့ရီးကျင်တာသူအဲ့လိုအလွန်ရည်တဲ့ပုံကူတည်းကကျွန်တော်တို့ပတ်မရပုတ်ပေါင်းမှာကားရိုက်တော့သူကနောက်နေ့လေမှာစတင်ရလဲစင်ပြီးပြီအဲ့ဓမြစခန်းကြီးအကြီးခါလိုက်တူတီပါအသေးချာကဓနိပါရင်အကချပြီပြဿနာကညပဲဖဲရိုက်ကြတော့အဲ့ဒီရှူတင်မန်နေဂျာနဲ့အဲ့ဒီကိုရီပဲအလွန်ရှိတဲ့လူစိုးခေါင်းဆောင်တွေတဝိုင်းနဲ့ရိုက်တော့မနဲ့မိုးလင်းကနေကြတော့တခါတည်းအဲ့ဒီလူစိုးခေါင်းဆောင်တွေဖဲတွေအကုန်နိုင်သွားရှူတင်မန်နေဂျာဖဲရှုံတော့မကျင်းတာဘူးဒါတအီနဲ့အဲ့ဒါဒါရိုက်တာမနဲ့မိုးနေ့လေပိုင်းကျတော့ထမင်းစားပြီးတော့ကဲအဲ့စတင်ခန်းရိုက်မယ်ဒါရိုက်တာရှူတင်မန်နေဂျာလမ်းမှာရှူမနာအောင်ဆရာပါလေလူစိုးခေါင်းဆောင်တော့အရေးအတုလုပ်တာကစက်သား6လုပ်တာဟုတ်ကဲ့သူကမုန်းရတယ်ညဖိုက်ရှုပ်နေတာဘယ်စက်သားရောက်လို့တော့မလဲအဲ့မှာစက်သားရောက်ရှင်းလာလည်းမရှိအောင်ဆောင်ဘူးသူအဲ့မှာပုံစံကျိုးတွေခုတ်ဖြစ်ပြီးရေနဲ့စက်သားပွားပကံနဲ့ထည့်တယ်ခက်တည်ရတယ်ပကံနဲ့ထည့်တာပြီးပြီဒါကြီးအဲ့လိုလိုက်မကြည့်နိုင်ဘူးဒါစက်သားကြောက်ပေါ့ရိုက်မရိုက်တဲ့မှာရင်သူအဲ့ဒီလိုကောင်းအောင်လုပ်တဲ့သူက3ခါရှိကျွန်တော်ရှိမှာကနေဘူးဘာမှမရိုက်တယ်ဆိုဒီလိုအေးခါတကယ်ကိုစမတ်ကြဒီမှာမဟုတ်ဘူးနေဘူးထဲမှာကိုယ်အိမ်နဲ့ချိုးရတိတ်ကြာကျွန်တော်ရှိရဘာကျွန်တော်တိတ်တိတ်စဉ်းစားနေတယ်ကဘာမှလည်းမရှိကျွန်တော်အဲ့ချိုးကြဘာမှမပြီးကောက်ရှိလိုက်တာကျက်ဒီရောအုပ်စုဒီကြောင်ယောကဖြတ်လာအဖိုးရပစ္စည်းတွေပါလာမင်းတို့ရဲ့တို့ရဲ့ကြိုင်ပေါ်မှာမူတည်တယ်မင်းတို့လက်ထဲကိုရောက်အဲ့ဒီပစ္စည်းတန်ဖိုးကြီးတယ်မင်းတို့လည်းဘဝပြောင်းမယ်ငါလည်းညသွေးလေးနဲ့တစ်ခါရင်းပြီးပြီနော်ညသွေးလေးနဲ့အဲ့တော့မင်းတို့ကောင်းနေမညာမကြကျက်တဲ့ပုဂ္ဂိုလ်အပြတ်ရှင်းတို့အမှမိမတက်ပြီးကြသွားကြအမှလူစုကောဘာမှမဖြစ်ခောက်ကြီးတယ်အရက်အတူတော့တို့ပြန်ချသူစတားကြောင့်လည်းဘာမှကြည့်ပါလားမကြည့်ဘူးသူကသူပါစတဲ့ကိုပြစ်တယ်ဝါတော့မရဘူးဥပ္ပံကြီးဘလို့ဝါလို့ရအဲ့ဒီရတဲ့ဒိုက်တာမောင်ညာရတယ်ကကဘာဖြစ်လာလဲဟေးဘာဖြစ်လာလဲဝါတော့မြောင်ပြောဘာလို့ဥပ္ပံကျိုးတွေဘာလို့ဥစ္စာကျိုးလောကကြီးမှာဖြစ်နိုင်ရင်မဖြစ်နိုင်ရင်ဒီအလုပ်ပေါ်မှာအာရုံတစ်ခုနဲ့ကိုပွားချင်တဲ့လမ်းကြောင်းဘယ်လိုသွားမှာလဲ